ပလုတ်တောင်ကြီးနင်ကြိုက်တဲ့အမဲသားဟင်ချက်ထားတယ်အဝသာစားပြီးတော့ခုနင့်ကိုထမင်းကျွေးတာနောက်ဆုံးမှပဲငါဒီအိမ်ကပြောင်းရတော့မယ်နင့်ကိုငါနဲ့အတူခေါ်သွားခြင်းပဲမဲ့တော့ကငါဆွေမျိုးတွေကလက်ခံမှာမဟုတ်ဘူးနင်လည်းမလိုက်နိုင်ပါဘူးနင်ဒီလိုနေရာမှာပဲနေရစ်ခဲ့ပြီးတော့မတက်တာလုံးလို့နင်နဲ့ခွဲသွားရတာပါနင်ကငါကျွေးမွေးနေတာအိမ်နီးနားချင်းတွေသိနေကြတယ်နင်သတိထားပြီးသားနေခဲ့ပြီတော့တိတ်ပြီးအတင့်မရဲနဲ့နော်ဒီကိုကိုပင်ကြီးမှာပဲနေခဲ့ပြီတော့ဒေါ်ကြီးကသူနဲ့ဘဝချားခဲ့ပြီဖြစ်တဲ့ပလုတ်တောင်ကိုပြောနေခြင်းဖြစ်တယ်အချိန်မှာညနေနေဝင်စအချိန်ဖြစ်တယ်ညနေချိန်ရောက်တိုင်းဒေါ်ကြီးကပလုတ်တောင်ကိုကျွေးမွေးနေကြဖြစ်တယ်ယခုဒေါ်ကြီးအိမ်ကြီးမှပြောင်းရွှေ့ရတော့မည်ဖြစ်တယ်အိမ်ကြီးမှာရှေးဟောင်းပြင်တောင်နှစ်ထပ်အိမ်ကြီးဖြစ်တယ်ကျွန်းပြင်းကလေးများဖြင့်စောက်လုပ်ထားတယ်အုတ်ကျမိုးဖြစ်တယ်မော်လမြိုင်မြို့စစ်တဲကုန်းရဲ့ဂုံးထိပ်တွင်ရှိတဲ့အိမ်ကြီးဖြစ်ပါတယ်အချိန်ကာလမှာမြန်မာပြည်လွတ်လပ်ရေးရပြီးစအချိန်ဖြစ်တယ်စင်စစ်ဒေါ်ကြီးဒီလဲအိမ်ပါရှင်မဟုတ်ဘူးအိမ်အဆောက်သာဖြစ်တယ်ဤအိမ်ပါရှင်များမှာရန်ကုန်မြို့တွင်နေထိုင်လျက်ရှိတယ်ယခုအိမ်ကြီးကိုဝယ်ယူမဲ့သူပေါ်လာသဖြင့်ရောင်းချလိုက်ပြီဖြစ်တယ်ဒေါ်ကြီးတို့မိသားစုဖယ်ရှားပြောင်းရွှေ့ပေးရတော့မည်ဖြစ်တယ်ဒေါ်ကြီးတို့မိသားစုမှာလွတ်လပ်ရေးမရမီကာလများမှာလွတ်လပ်ရေးရပြီးသည့်အထိနှစ်များစွာအိမ်ကြီးကိုထိမ့်သိမ်းစောက်ရှောက်လာသူများဖြစ်တယ်မိမိတို့အိမ်ပိုင်ကဲ့သို့တန်ရောစဉ်ဖြစ်နေတယ်အိမ်ရောင်းချပြီးအိမ်ပိုင်ရှင်များကထိမ့်သိမ်းစောက်ရှောက်ပေးခဲ့တဲ့ဒေါ်ကြီးတို့မိသားစုကိုထိုက်တင်သည်၍ဝေကြီးပေးကမ်းခဲ့ပြီးလည်းဖြစ်ပါတယ်ဒေါ်ကြီးကပလုတ်တောင်ကိုအမဲသားဟင်းနဲ့ထမင်းကျွေးရင်သူနဲ့ပလုတ်တောင်တို့မိသားစုစုံစည်းခဲ့ရတဲ့အဖြစ်အပျက်များအားသူ့အတွေးထဲတရေရေပေါ်လာတယ်မြန်မာပြည်သူ့ကျွန်ဘဝရောက်နေတဲ့ကာလဖြစ်တယ်စစ်တဲကုန်းရှိဂုံးထိပ်မှအိမ်ကြီးကိုဒေါ်ကြီးတို့စောက်ရှောက်နေထိုင်တဲ့ကာလလည်းဖြစ်တယ်ဈေးဝယ်ရန်စစ်ကဲကုန်းမှဈေးကြီးဘက်သို့ထွက်လာတယ်ဒေါ်ကြီးနေ့တိုင်းဈေးဝယ်လေမရှိပါ3-4ရက်မှတစ်ချိန်သာဈေးဝယ်တယ်3-4ရက်စာအတွက်ဈေးချင်းအောင်အပြည့်ဝယ်ထားတယ်ဆန်လဲဝယ်ခဲ့တယ်ဆန်အိပ်ပါတစ်ဖြစ်ဘုံပြက်မြင်းလဲငှားရတော့မည်ဖြစ်တယ်ဘုံပြက်အလာကိုစောက်ဆိုင်နေစဉ်ဒေါ်ကြီးအနီးသို့အထမ်းသမားတအူရောက်လာတယ်ဒီဈေးချင်းအောင်နဲ့ဆန်အိပ်ကျွန်တော်ထမ်းဖို့ပေးပြရစီပေးချင်တဲ့လောက်သာပေးပါစားရမယ်တောက်ရမယ်နဲ့ဒုက္ခရောက်နေလို့ပါရခိုင်တန်ဝဲဝဲဖြစ်ပြောလာသူကိုဒေါ်ကြီးစောင်းငယ်ကြည့်လိုက်တယ်အထမ်းသမားနဲ့မလန့်မကန်းတွင်ကိုဝန်ဆောင်အမျိုးသမီးရက်နေရကိုလည်းတွေ့ရတယ်သူကဘာတူလဲသူကကျွန်တော်မိန်းမပါစစ်ပြေဒုက္ခသည်တွေပါနိုင်ဝန်ကွင်းဘက်မှာသူ့အမျိုးတွေရှိတယ်ဆိုလို့လာခဲ့တာတော့ပြောင်းသွားပြီလို့သာသိရတယ်ဘလို့မှရှာမတွေ့တော့လို့ဒုက္ခရောက်နေရတာနေပါဦးမင်းမမိဘတွေမရှိဘူးလားမင်းမကိုမိဘတွေမကြည့်ဘူးလားကျွန်တော်အမှန်တိုင်းပြောပါမယ်သူကဆင်းရဲပြီးကျွန်တော်တို့ကငွေကြေးပြည့်စုံတယ်သူနဲ့ယူတာကိုကျွန်တော်မိဘတွေကသဘောမတူဘူးဒါကြောင့်မော်လမြိုင်ကသူ့အမျိုးတွေစီထွက်ပြေးလာရင်လည်းဒုက္ခရောက်နေရတာပါဒါနဲ့မင်းကရခိုင်ဘက်ကထင်တယ်ဟုတ်ပါတယ်ကျွန်တော်တို့ရခိုင်ဘက်ကထွက်ပြေးလာကြတာအမျိုးတွေရှာမတွေ့တော့မမှန်နေကြမလဲနေစရာတော့အတီးတကျမရှိပါဘူးဟိုစိတ်ခံတရားပေါ်မှာတောင်းပန်ပြီးတော့နေကြတာပါဒေါ်ကြီးကကိုဝန်ဆောင်အမျိုးသမီးကိုတနာသွားမိတယ်ကူညီခြင်းစိတ်ဖြစ်လာတယ်ဒါဆိုမင်းကအိမ်အထိလိုက်ပို့ပေးစိုက်အိပ်ပါလို့ပါအိမ်ကဂုံးပေါ်မှာ
ဟုတ်ကဲ့ပါပို့ပေးပါမယ်ပေးချင်တော့တာပေးပါဗျမင်းနာမည်ဘယ်သူလို့ခေါ်လဲကျွန်တော်နာမည်ကျော်စံလို့ခေါ်ပါတယ်ကျွန်တော်မိန်းမနာမည်ကပလုတ်တောင်လို့ခေါ်ပါတယ်ဟာပလုတ်တောင်နဲ့လားနာမည်ကအစမ်းပါလားသူကပလုတ်တောင်ရွာသူပါပလုတ်တောင်လို့နောက်ပြောင်ခေါ်ရင်းနဲ့ဒီနာမည်တွင်သွားတာပါဟိုမှာဘုံပြက်လာနေပြီပစ္စည်းတွေဘုံပြက်ပေါ်တင်ပေးဦးကျော်စံကဘုံပြက်ပေါ်ပစ္စည်းများတင်ပေးပြီးလူပါတဘာတည်းလိုက်သွားခဲ့တယ်စေကဲကုန်းရှိဒေါ်ကြည့်အိမ်သို့ရောက်ခဲ့ကြတယ်ကျော်စံကပစ္စည်းများကိုအိမ်ပေါ်အထိထမ်းပို့ပြီးတယ်ကြီးမားတဲ့ရှေးဟောင်းနှစ်ထပ်အိမ်ကြီးကိုကျော်စံတွေ့ခဲ့ရတယ်ပစ္စည်းများချပေးပြီးတာနဲ့ဒေါ်ကြီးကမိမလည်းမပေါ့မပါနဲ့ပြီးတော့နေစရာလည်းမရှိနဲ့အခုဘယ်လိုစားတော့နေထိုင်ကြလဲအခုလိုပဲဈေးဝယ်လာသူတွေကိုလိုက်ပြီးတော့ထမ်းပိုးပေးရတာပေါ့ငတ်တလဲပြတ်တလဲပါထမင်းငတ်တဲ့နေတွေတော့ကြုံခဲ့ရပါတယ်မကိုနဲ့မှုတနာမိတယ်မင်းတို့လည်းမယားဒီအိမ်မှာနေခွင့်ပေးမယ်အခန်းလွတ်တွေရှိတယ်လူလည်းအဖော်ရတာပေါ့နေစရာတော့ပေးမယ်စားဖို့ကတော့ကိုယ့်ဘာသာရှာပေါ့ဈေးကြီးရဆိုင်နေမှာတို့အသိရှိတယ်ပုံမှန်အလုပ်ရအောင်ပြောပေးမယ်လူမိသားစုလည်းရန်ကုန်ကအေရှင်တွေပေးကမ်းထောက်ပံ့နေလို့အခုလိုနေနိုင်တာတို့ယောက်ျားတော့မှလဲလုံနေတယ်တခါမှဒီလိုလာတာတို့ကအိမ်မှာတို့သားမိ3ယောက်ပဲရှိတယ်ဘာလို့လဲလမ်းနေနိုင်မလားဟုတ်ကဲ့လမ်းနေပါမယ်အခုလိုကိုကြီးတာဘလို့ကျေးဇူးတရားမှန်တော့မသိတော့ဘူးဟေးဒါဆိုလဲမနေ့ပြန်ပြောင်းလာတော့ဟုတ်ကဲ့ပါဤတို့ဖြင့်ရခိုင်မှဒုက္ခတဲ့လင်မယားကယ်တင်ရှင်ဒေါ်ကြီးနေအိမ်သို့ရောက်လာတယ်ဒေါ်ကြီးဆက်သွယ်ပေးမှုကြောင့်ကျော်စံမှာလဲဈေးကြီးတွေအလုပ်ရခဲ့တယ်မချောင်လေတော့လဲထမင်းမငတ်တော့ပါပုံမှန်ဝင်ငွေရနေပြီကျော်စံနဲ့ပလုတ်တောင်တို့လင်မယားလဲနေသားကြဖြစ်ခဲ့ပြီနောက်4 လခန့်အကြာတွင်ပလုတ်တောင်သမီးမင်းကလေးဖွားမြင်ခဲ့တယ်ဒေါ်ကြီးကပဲဦးဆောင်ပြုစုဝေးဖွားပေးခဲ့တယ်ဒေါ်ကြီးတို့အိမ်တွင်ကလေးငယ်မရှိပေအရွယ်ရောက်ပြီးသမီးနဲ့သားသာရှိတယ်ဒေါ်ကြီးခင်မုန်းမှလဲမူးတော်ဘက်တွင်လဲလုံနေသူဖြစ်တယ်2 လ 3 လမှတစ်ချိန်သာလာနိုင်တယ်ခေတ်ကာလအခြေအနေရတားပြိုသမီးပြိုများတောအရက်တွင်နေရန်မသင့်တော်၍မြို့ပေါ်နေစေခြင်းဖြစ်ပါတယ်ကျော်စံမှာလဲဈေးကြီးတွေအလောက်ကိုင်းအခြေတကျဖြစ်လာပြီးစားရည်အတွက်ဖူလုံခဲ့သည်တာမကငွေကြေးပင်အတန်အသင့်စုဆောင်မိခဲ့တယ်ကျော်စံတို့သမီးလေးမှလဲအဖြည်းဖြည်းကြီးပြင်းလာခဲ့တယ်အားလုံးကဝမ်းချွေ၍နေတဲ့ကလေးဖြစ်တယ်ဒေါ်ကြီးတို့လက်ပေါ်တွင်ပင်ကြီးပြင်းခဲ့လေတယ်အနေကြလာတာနဲ့အမျှဒေါ်ကြီးနဲ့ပလုတ်တောင်တို့မှလဲဘုံမိုးရင်းနေတာကတန်ရောစင်တွေ့ခဲ့ကြတယ်ပလုတ်တောင်သမီးလေးပင်အသက်9 နှစ်အတွင်းလို့ရောက်လာတယ်ပလုတ်တောင်သမီးလေးအသက်9 နှစ်အကျော်ရွယ်တွင်မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့တယ်ပလုတ်တောင်သမီးလေးမှလဲတော်တော်လက်စကားပြောတတ်၍ချစ်စရာကလေးလေးဖြစ်လာခဲ့တယ်ထိုစဉ်မှာပဲကျော်စံကသမီးလေးနောင်ရေးအတွက်စဉ်းစားလာတယ်ကျော်စံကသူ့ဆန္ဒကိုဒေါ်ကြီးထံတင်ပြပြောဆိုတယ်ပလုတ်တောင်ကိုကျွန်တော်ခိုးပြေးခဲ့တာမိဘတွေသဘောမတူခဲ့ပေမဲ့အခုလောက်ဆိုဒေါသတွေပြေလောက်ပါပြီသူတို့မိမလေးကိုတွေ့ရင်ကျွန်တော်တို့လက်ခံပါပါသမီးလေးနောင်ရေးအတွက်အမွေရအောင်တောင်းမယ်သမီးလေးခေါ်သွားပြီးတော့ကျွန်တော်ရခိုင်ပြန်ခြင်းတယ်ပလုတ်တောင်တို့ကဆင်းရဲတော့မင်းမိဘတွေကလက်ခံပါမလားပြီးတော့ပလုတ်တောင်မှာအခုကိုယ်ဝန်ရှိနေတယ်လေသွားရမယ်ခရီးရလဲလွယ်တာမှမဟုတ်တာလောလောဆယ်ပလုတ်တောင်ကိုဒီမှာပဲထားခဲ့မယ်သူမွေးဖွားခြင်းအမိကျွန်တော်ပြန်လာမယ်ငါတော့တဲပြီသဘောမကျကြဘူးကွယ်ဒီမှာလဲလှုပ်ရှားလို့ထမင်းမငတ်တော့ပါဘူးကွယ်ခရီးသွားဖို့မင်းစဉ်းစားပါအောင်
အားလုံးကဝိုင်းဝန်းတားဆီးနေတဲ့ကြားမှာပဲကိုဝန်နဲ့ပလုတ်တောင်ကိုထားရစ်ခဲ့ကသမီးလေးနဲ့အတူကြောစံရခိုင်ပြန်သွားပါတော့တယ်ခေတ်ကာလအခြေအနေရမော်လမြိုင်နဲ့ရခိုင်မှာအဆက်အသွယ်ခက်ခဲလာတယ်လေယောက်ျားနဲ့သမီးလေးကိုမျောရင်းနေပဲပလုတ်တောင်ကိုဝန်ရင်းလာခဲ့တယ်ကြောစံထံမှမြည်သည့်အဆက်အသွယ်မှမရတဲ့အပြင်မြည်သည့်သတင်းမှလည်းမကြားရတော့ပါပလုတ်တောင်မှာသမီးကိုလွမ်းလင်းကိုမှားရင်ကပဲထိုစိတ်ဖြစ်အဲ့ရတဲ့လဲပါတော့တယ်မော်လမြိုင်ရှိဆွေမျိုးများသတင်းလဲစုံစမ်း၍မရခဲ့ပါပလုတ်တောင်မှာဒေါ်ကြီးမတပါရင်းနေခင်မင်မဲ့သူမရှိတော့ပါညို့ကြည့်ရတာအားမရဘူးပလုတ်တောင်ရဲ့ပိန်သွားလိုက်တာငါရှိတယ်ဘာမှအားမငယ်နဲ့ကြိုစံနဲ့သမီးလေးတို့လည်းရောက်လာမှာပါဒေါ်ကြီးကလည်းပလုတ်တောင်ကိုသမီးအရင်ကဲ့သို့တနာပိုးကတန်ရောစဉ်ဖြစ်နေခဲ့တယ်ဒေါ်ကြီးကအတတ်နိုင်ဆုံးပလုတ်တောင်ကိုဥဒပြုစုဆောက်ရှောက်ခဲ့တယ်သို့တော်လည်းပလုတ်တောင်မှာအလွန်အားနည်းလျက်ရှိပြီးအယိုးပေါ်အရေးတင်ဖြစ်ခဲ့ပြီးနောက်ဆုံးမိရင်းမှာပဲခလေးမမွေးဖွားနိုင်ဖြစ်ကပွယ်လွန်သွားပါတော့တယ်ဒေါ်ကြီးလက်ပေါ်တွင်ပဲပလုတ်တောင်အသက်ပြောက်ခဲ့တယ်ကျော်စံထံဆက်သွယ်အကြောင်းကြားရန်လိပ်စာအတိအကျလည်းမသိခဲ့ပါပလုတ်တောင်လိပ်စာလည်းဒေါ်ကြီးထံတွင်မရှိပါမိမိဇနီးတည်ဆုံးသွားတာကိုပင်ကျော်စံသိမိမဟုတ်ပေပလုတ်တောင်ရဲ့အာတုဘကိစ္စဝဝကိုဒေါ်ကြီးတို့မိသားစုကပဲတာဝန်ယူဆောင်ရွက်ပေးခဲ့ရတယ်ပလုတ်တောင်ရက်လေပြီးနောက်တစ်နေ့ဖြစ်တယ်ဒေါ်ကြီးမှာပလုတ်တောင်နဲ့သူစုံစည်းခဲ့ရပုံများကိုတွေးရင်အဲ့ရဝင်ခဲ့တယ်ပလုတ်တောင်သမီးလေးမရှိတော့၍အိမ်ကြီးမှာ6ခက်တိတ်ဆိတ်နေတယ်ဒေါ်ကြီးထပါအောင်ဟဲ့ပလုတ်တောင်ဘာလာလောက်တာလဲလို့ရကြွရသွားခဲ့ပြီမဟုတ်လားဒီရင်ကိုရောတော့ကိုရောကျမမခွဲနိုင်ဘူးဖြစ်နေတယ်ပြီးတော့ကိုကျော်စံနဲ့သမီးလေးတို့ပြန်လာကိုဒီမှာပဲစောင့်နေခြင်းနဲ့ကျမကိုဒီအိမ်မှာပဲနေခွင့်ပေးပါလားဒါတော့မဖြစ်နိုင်ဘူးထင်တယ်အိမ်ပေါ်မှာနေလို့မရဘူးကွဒါဆိုအိမ်ဘေးကကိုကိုပင်ကြီးမှာနေပြရစီနော်တဲခတ်ပါလားပလုတ်တောင်ရဲ့ပြောမေ့တာပြောရတယ်ငါလည်းနှင့်ကိုမမေ့ပါဘူးနင့်အပေါ်ထားတဲ့ငါတန်ရောစင်ကိုနင့်သိပါတယ်ကျမလည်းတော်ခွဲမသွားခြင်းလို့ပါအေးလေဒါဆိုလဲကိုကိုပင်ကြီးမှာနေခြင်းနေပေါ့ကျေးဇူးတင်လိုက်တာတော်ရဲ့နောက်တနေ့နနက်တွင်ဒေါ်ကြီးကသူ့အိမ်မက်အကြောင်းသားနဲ့သမီးကိုပြောပြလိုက်တယ်သားကြီးကမယုံတော့လဲသမီးကယုံတယ်လို့ဆိုတယ်ဒေါ်ကြီးသားကြီးကမမေနဲ့ပလုတ်တောင်တို့ရဲ့တန်ရောစင်ကိုတာခတ်မှန်လို့ရပါတယ်ဒါပေမဲ့မမေအိမ်မက်ကပလုတ်တောင်ကိုတတိယဆွဲလန်းပြီးတော့မှတ်တာဖြစ်မှာပါအေးသားပြောတာလဲဟုတ်ပါတယ်မမေလဲမယုံတဝက်ပါပဲဒေါ်ကြီးမှာသူ့အိမ်မက်ကိုမယုံတဝက်ဖြစ်နေတယ်ထိုနည်းတူသားကြီးကလည်းမယုံခဲ့ပေနောက်3-4ရက်အကြာတွင်ပလုတ်တောင်ကဒေါ်ကြီးကိုအိမ်မက်ထပ်ပေးပြန်တယ်အိမ်ကြီးပေါ်တွင်နေခွင့်မပြုတော့လဲကိုပင်နဲ့နေခွင့်ပြု၍ဝမ်းသာကြောင်းလင်းနဲ့သမီးကိုထိုကိုပင်မှပင်စောင့်နေပြီဖြစ်ကြောင်းနဲ့သူရှိနေတာကိုတတ်သိပြမည်ဖြစ်ကြောင်းများဒေါ်ကြီးအိမ်မက်မက်ခဲ့တယ်သို့သောဒေါ်ကြီးကထိုအိမ်မက်ကိုမည်သူကိုမှမပြောပြတော့ပါထို့သောအိမ်မက်ပေးပြီးမကြမီအိမ်ဘေးရှိကိုပင်အောက်မှဒေါ်ကြီးဖြတ်သွားတိုင်းလေမတိုက်ပါပဲလျက်တစ်ကိုင်းများလှုပ်ခါနေတတ်တယ်တခါတရံဒေါ်ကြီးကိုပေါ်သို့တိတ်ရွက်များကြွေကြလာတတ်တယ်ဒီနည်းများဖြင့်သူရှိကြောင်းပလုတ်တောင်ကပြခဲ့တယ်ဒေါ်ကြီး
လုံးဝမကြောက်ပါအိမ်ဘေးကကိုကိုပင်မော်တွင်ပလုတ်တောင်ရှိနေကြောင်းယုံကြည်ခဲ့တယ်ပလုတ်တောင်ကလည်းဒေါ်ကြီးမှလွဲ၍ညီသူဘိုးမှထိုးတို့မလုပ်ပါ၆လဲမ၆ခဲ့ပါပလုတ်တောင်ရှိနေတာကိုဒေါ်ကြီးတူးတဲ့သာသိနေခဲ့တယ်ပလုတ်တောင်တည်ပြီးနောက်ပိုင်းဒေါ်ကြီးအလုပ်တစ်ခုပူခဲ့တယ်ပလုတ်တောင်ကအမဲသားကြိုက်သူဖြစ်တယ်ဒေါ်ကြီးကလည်းမကြာခဏအမဲသားဟင်းချက်ပြီးပလုတ်တောင်ကိုကျွေးခဲ့တယ်အမဲသားဟင်းချက်တဲ့ညနေတိုင်းကိုကိုပင်ရင်းတွင်ပလုတ်တောင်ကိုထမင်းကျွေးနေကြဖြစ်တယ်တခါတည်းရန်ဒေါ်ကြီးဈေးမှပြန်လာလျင်ပါဇက်မှညီးတွား၍ပြောတတ်တယ်ပလုတ်တောင်ကြီးနင်းယောက်ျားမရှိတော့ငါ့ကိုကူတယ်ပြီးမဲ့သူမရှိတော့ဘူးလို့ပြောဆိုလေရှိတယ်ပလုတ်တောင်ကလည်းဈေးချင်းတော်ကိုနောက်မှလိုက်ဆွဲကချီဆယ်တတ်တယ်ဒေါ်ကြီးကလည်းသိတယ်ငါ့ကိုနောက်မနေနဲ့နေပါဦးပလုတ်တောင်ရဲ့နင်ကြိုက်တဲ့အမဲသားဝဲလာတယ်ချက်ပြီးတော့မှငါလာကြွေးမယ်လို့ပြန်ပြောလိုက်မှညီသွားတော့တယ်ဒေါ်ကြီးဈေးချင်းတော်အစွဲခံရသည်မှာမကြာခဏပဲဖြစ်နေတယ်ဒေါ်ကြီးကြောက်ရွံ့ခြင်းဖြစ်ခဲ့ပြီပလုတ်တောင်ကိုပူ၍ပင်တန်ရောစဉ်တွေ့လာခဲ့တယ်ပလုတ်တောင်ကလည်းဒေါ်ကြီးတူးတဲ့ကိုကြည်စားသည်မှလွဲ၍ဤသူကိုမှအနှောက်အယှက်မပေးခဲ့ပြီပလုတ်တောင်အမဲသားကြိုက်တဲ့မှန်သိ၍မကြာခဏအမဲသားဟင်းချက်ကားပလုတ်တောင်ကိုကျွေးခဲ့တယ်ရခင်ကလိုထမင်းကြံဟင်းကြံများပလုတ်တောင်ကိုမကျွေးတော့ပါဟင်းကောင်းထမင်းကောင်းများသာကျွေးခဲ့တယ်ယခုဒေါ်ကြီးတို့မိသားစုဤအိမ်ကြီးမှပြောင်းရွှေ့ပေးရတော်မူဖြစ်၍ပလုတ်တောင်ကိုနောက်ဆုံးအနေဖြင့်ကျွေးမွေးနှုတ်ဆက်ခြင်းပင်ဖြစ်တယ်ပလုတ်တောင်ကိုဒေါ်ကြီးနောက်ဆုံးနှုတ်ဆက်ထမင်းကျွေးပြီးနောက်2ရက်တွင်အိမ်ရှင်အသက်မိသားစုများပြောင်းရွှေ့ရောက်ရှိလာတယ်။ထိုနေ့နေ့လယ်ပိုင်းတွင်အထုပ်အပိုးများဖြင့်ဒေါ်ကြီးတို့မိသားစုမှုတော်မျိုးအနည်းရှိရွာသို့ပြန်ခဲ့ကြတယ်။အိမ်မှအထွက်တွင်ဒေါ်ကြီးကကိုယ်ပင်အောက်ခဏရက်ကပလုတ်တောင်ကိုနှုတ်ဆက်ခဲ့သေးတယ်။ဒေါ်ကြီးသားနဲ့သမီးကနားမလဲနိုင်သလိုကြည်နေခဲ့ကြတယ်။ဒေါ်ကြီးတို့ကိုပင်အောက်မှအထွက်တွင်တေးရများလှုပ်ခါကြံရက်ခဲ့သည်ကိုဒေါ်ကြီးတူးတဲ့သာသတိထားကြည့်လိုက်တယ်နေကြီးခဲ့တော့ပလုတ်တောင်ကြီးငါသွားတော့မယ်နင်စားရမယ်တောက်ရမယ်ဖြစ်နေမှာကိုငါတွေးဖို့မိသေးတယ်သွားပြီပလုတ်တောင်ကြီးထို့သူနှုတ်ဆက်ပြီးဒေါ်ကြီးတောသူအပီးတိုင်ပြန်သွားပါတော့တယ်အသက်ပြောင်းရွှေ့လာတဲ့အိမ်ရှင်တွေမိသားစု6ဦးရှိတယ်အိမ်ကိုတန့်ရှင်းရေးပြုလုပ်စေကြောခြင်းမိဖို့ကြောင့်ပြင်ဆင်ခြင်းနဲ့စိတ်တိုင်းကြပြင်ဆင်နေခြင်းတို့ကြောင့်အိမ်ပေါ်တွင်ချက်ပြုတ်မစားနိုင်ကြသေးပဲအိမ်ဘေးရှိကိုပင်အောက်တွင်သာယာယီချက်ပြုတ်နေခဲ့တယ်ဒီနေ့အိမ်ကိုပြင်ဆင်နေတဲ့လက်သမားအုပ်စုချက်ပြုတ်စားတော့နေခြင်းဖြစ်တယ်လက်သမားများထမင်းကြိုက်ပါလာသူလည်းပါတယ်အိမ်ရှင်များကလည်းချက်ပြုတ်ကျွေးမွေးတယ်သူဟင်းငါဟင်းစုပေါင်း၍ညနေစာဝိုင်းဝန်းစားတော့နေခြင်းဖြစ်တယ်ထမင်းစားနေတဲ့လက်သမားတဦးလက်ထဲမှာထမင်းပကံကိုပစုံတယောက်ကပုတ်ချလိုက်တဲ့ကဲ့သို့ရုတ်တရက်အောက်သို့ပြုတ်ကျသွားတယ်ဘလို့ဖြစ်သွားလဲမသိဘူးတယောက်ကထမင်းပကံပုတ်ချလိုက်တယ်လို့ပဲမင်းကင်တာလက်မမြဲလို့နေမှာပေါ့ကွာငါအသေးချာကင်ထားတာပဲလက်ထဲကပကံပြုတ်မချနိုင်ပါဘူးကွာထူးနေတယ်လို့ပဲဒါနဲ့မင်းကဘာဟင်းချက်လာလဲအမဲသားဟင်းချက်လာတာအသားတုံးတွေအောက်ကိုဖိတ်ကုန်ပြီနှမျောစရာကြီးထို့သို့ဖြစ်ခဲ့တော့လဲထိုနေ့ထမင်းဝိုင်းကိုအမှတ်မထားခဲ့ကြပြီအိမ်မော်တွင်ပြင်ဆင်မှုမပြီးသေး၍အိမ်ရှင်များပါပုတ်ပင်အောက်တွင်ချက်ပြုတ်နေရတယ်ဒီနေ့ညနေမိသားစုထမင်းဝိုင်းဖွဲ့စားတော့နေစဉ်သမီးလက်ဖြစ်သူနွန့်နွန့်မှာ
ရုတ်တရက်ညီတို့ဖြစ်သွားသည်မသိတော့ပါဟင်းပကံအတွင်းမှာဟင်းများသူ့ပကံအတွင်းသို့အားလုံးလောင်းထဲကအငမ်းမရပလုတ်ပလောင်းနဲ့စားနေတယ်ထူးကြတဲ့အပြုတ်မူကြောင့်အားလုံးဝိုင်းကြည့်နေကြတယ်နွဲ့ဘယ်လိုဖြစ်နေရလဲအိမ်ကြီးဖဲလိုက်တာငါလှုပ်လိုက်ရမိမပြိုလေးကဒီလိုပဲစားရသလားအကူဖြစ်သူကသူ့ညမအစားအသောက်အငမ်းမရဖြစ်နေပုံကိုမန်မဲပြောဆိုလိုက်တယ်ဘာနွဲ့လဲငါနာမည်နွဲ့မဟုတ်ဘူးပလုတ်တောင်လို့ခေါ်တယ်နင်တို့ကစားတောက်နေလိုက်တာငါ့ကိုတော့မကြွေးကြဘူးနွဲ့ရဲ့ထူးခြားတဲ့အမူအရာများနဲ့အပြောဆိုများကြောင့်မိသားစုများအော်ထိတ်လန့်သွားကြတယ်နွဲ့ဘုံကထူးခြားနေတယ်တခုခုဝင်ပူးနေတယ်လို့ပဲဟုတ်တယ်ကျွန်တော်လည်းဒီလိုပဲထင်တယ်မယုံမမဲ့စမ်းကြည့်ရမယ်နွဲ့ရဲ့အကူဖြစ်သူခမောင်လက်ကသူ့ညမပခုံးကိုကန်ပြီးရေးလိုက်တယ်ဘယ်ကဘလုတ်တောင်လဲကျုပ်တို့ခမရအောင်မသိဘူးဖယ်စမ်းမှာငါပခုံးမကန်နဲ့ညင်တို့ပြောင်းလာမှငါငတ်နေတာတော့ကြည်ရှိတော့ကငါ့ကိုအမဲသားဟင်းနဲ့သမင်းကျွေးနေကြပဲအခုငါငတ်လေလို့ဝင်လို့စားရတာဘာဖြစ်လို့ကျွေးရမှာလဲခမည်းနဲ့ကျုပ်တို့မိသားစုဘာမှမပတ်သက်ဘူးနင်တို့မရောက်ခင်ကတည်းကဒီအိမ်မှာငါအကြာကြီးနေလာခဲ့တာနင်တို့မသိရင်မေးကြည့်ကြပေါ့ကဲအခုစားပြီမို့လားစားပြီသွားတော့နောက်ကိုလာပြီးနှောက်ရှက်ဖို့မကြိုးစားနဲ့တော့ကျုပ်နဲ့တွေ့မယ်အကိုဖြစ်သူနာမည်ချင်းချောက်လိုက်ရထင်းတယ်နွဲ့မှာမူးတယ်ဟုဆိုကအကိုဖြစ်သူပေါင်ပေါ်တဲချလိုက်တယ်ညီမလေးနွဲ့ဘယ်လိုဖြစ်သွားတာလဲအကိုညီမလေးဘာဖြစ်လို့လဲဟမ်ညီမလေးပကံနဲ့ဟင်းနေများလာ ਈ လားလက်မှာလဲဟင်းနေပေချန်နေလို့ပါလားငါညီမဘာမှမသိဘူးလားထမင်းစားနေတော့ဖြစ်သွားတာပြန်စဉ်းစားကြည့်ပါဦးညီမလေးတိတ်မမမိကိုဖြစ်နေတယ်မိန်းမတယောက်လိုလူတယောက်ထမင်းဝိုင်းနဲ့ဝင်လာပြီးညီမလေးပကံကိုဆွဲယူလိုက်တယ်လို့ပဲဘာသူမှလည်းမသိဘူးတော်တော်ထူးဆန်းတယ်ကဲတော်ပြီစမပြောနဲ့တော့လက်စီလိုက်တော့နောက်နေရာစားပြီးဒီကုတ်ပင်အောက်မှာထမင်းမစားကြနဲ့တော့ဒီကိစ္စအိမ်နီးနားချင်းတွေကိုမေးကြည့်အောင်မယ်နောက်နေ့မှစား၍အိမ်ရှင်တက်တို့ကုတ်ပင်ကြီးအောက်တွင်ထမင်းမစားကြတော့ပြီပါကြီးဖြစ်သူခမောင်လက်ကခြံချင်းကက်လျက်ရှိတဲ့အိမ်သို့သွားပြီးမနေ့ကဖြစ်ခဲ့တဲ့ကိစ္စနင်းမြဲမိတယ်အခုကျွန်တော်တို့ဝယ်လိုက်တဲ့အိမ်မှာအရင်ကပလုတ်တောင်ဆိုတဲ့ဦးစန်းတဲ့နာမည်နဲ့မိန်းမတစ်ယောက်နေခဲ့ဘူးလားဗျဒေါ်ကြီးနဲ့နေတဲ့မိန်းမပေါ့အခုသူတည်သွားပြီလေသူကဒေါ်ကြီးနဲ့ဘယ်လိုပတ်သက်တာလဲသူ့အကြောင်းသိသလောက်ပြောပြပါလားရခိုင်ဘက်ကလို့သိရတယ်ယောက်ျားလေးဘက်ကသဘောမတူလို့မွန်လမယ်မျိုးကဆွေမျိုးတွေစီကိုထွက်လာတာလို့သိရတယ်အမျိုးကြီးရှာမတွေ့လို့တထုံတရားပေါ်မှာဖြစ်တယ်လို့နေခဲ့ရတာတဲ့ဒေါ်ကြီးကတနာလို့သူတို့လည်းမြောက်ကိုအခုအိမ်ကြီးမှာနေခွင့်ပြုခဲ့တာကလေးတယောက်မွေးပြီး9နှစ်လောက်မှာသူ့ယောက်ျားကကလေးကိုခေါ်ပြီးရခိုင်ဘက်ဆိုလားပြန်သွားတာသူတေတော့လည်းရောက်မလာဘူးအခုချိန်ထိလည်းပေါ်မလာဘူးအဲ့ဒီဘလုတ်တောင်ဆိုတဲ့မိန်းမဘလို့ဖြစ်ပြီးတော့သိရတာလဲဗျဘာယောဂနဲ့လဲသူ့ယောက်ျားရခိုင်ပြန်သွားတော့ကိုဝန်နဲ့ကြံခဲ့တာမိတွင်ထဲမှာမင်းဖွားနိုင်ပဲတည်သွားတာလို့သိရတယ်ဘိုက်ထဲကခလေးရောမအေးပါတည်ခဲ့တာကွနောက်ဆိုအစိမ့်တွေပေါ့အရင်က6လန့်တာတွေကြားမိလား6တာလှန့်တာတော့မကြားမိဘူးကွဒေါ်ကြီးကတော့ဘလောက်တောင်တည်ပြီးနောက်ပိုင်းအိမ်ဘေးကကုတ်ပင်ကြီးအောက်မှာမကြခဏထမင်းရင်းတွေကျွေးနေတာတော့သတိပြုမိတယ်အခုဘာတွေထူးကြတာတွေ့လို့လာမေးတာလဲဟိုဘာမှမဖြစ်ပါဘူးအမြဲတမ်းနေရမယ်အိမ်ဆိုတော့အိမ်အကြောင်းသိကြလို့လာမေးကြည့်တာပါသွားတော့မယ်ကျေးဇူးပဲ
အသက်ပြောင်းရွှေ့လာတဲ့မိသားစုမှာအိမ်နီးနားချင်းများစကားကြောင့်ပလုတ်တောင်အကြောင်းကိုအတန်အသင့်သိခဲ့ကြတယ်ပလုတ်တောင်မှာမကြွမလွတ်ပဲအိမ်ကြီးအနီးတွင်ရှိနေကြောင်းရိပ်စာမိခဲ့ကြတယ်အိမ်ကြီးပြင်ဆင်ပြီးအခြေတကျဖြစ်မှတန်ဃာတော်များပိမ့်ဖိတ်၍စွန်ကြွေပြေးရော့ဒါနပြုအမြအတန်းပေးဝေမယ်လို့စိတ်ကူးထားခဲ့ကြတယ်ဝိညာဉ်တစီတရေတို့ကိုအယုံကြည်မရှိတော့လဲယခုလက်တွေ့ဖြစ်ရကြောင်းစိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်အိမ်ရှင်မိသားစုတွင်ကျောင်းနေစား6နှစ်ကျော်အရွယ်သမီးတို့ရှိတယ်ပြောင်းရွှေ့ရောက်ရှိလာပြီးနေသားမကြမီအချိန်မှပဲထိုကလေးမကြာခဏဖျားနာမှုဖြစ်လာတယ်ဘလုတ်တော်မှာသူ့သမီးလေးကိုတတိယတိုင်းထိုကလေးကိုကြည်စင်နေတတ်တယ်ကလေးရစကားများအဆက်မပြတ်ပြောလို့ပြောဖြစ်လာတယ်စကားတက်တဲ့ကလေးမျိုးတတိမထားမိခဲ့ပြီဘလုတ်တော်ကြည်စင်ချိန်တွင်ကလေးမှာပေါက်တက်ကရစကားများပြောလာတယ်ငိုလိုက်ရေလိုက်ဖြစ်နေတယ်တို့မကြာခဏဖြစ်လာတဲ့ဖြစ်မိဘအကူအမများမတင်ကားဖြစ်လာကြတော့တယ်ဘလုတ်တော်ကိုတန်နေရဖြစ်လာကြတယ်တက်ကြွနားလေတဲ့ပယောဂဆရာတဦးနဲ့ပြသတိုင်ပင်ရန်စဉ်းစားလာကြတယ်ပယောဂဆရာကိုလိုက်လံစုံစမ်းရှာဖွေကြတယ်စစ်ကဲကုန်းရက်ကွက်နဲ့ကပ်လျက်မယန်းကုန်းရက်ကွက်တွင်ပယောဂဆရာတဦးတွေ့ရှိခဲ့တယ်သူပယောဂဆရာရဲ့နေအိမ်မှာလက်ရှိနေအိမ်နဲ့မဝေးလာပါဆရာနဲ့တွေ့ပြီးအိမ်မှအဖြစ်ပြက်များပြောပြလိုက်တယ်ဆရာကထူးခြားမှုဖြစ်လင်ဖြစ်ချင်းလာရောက်ခိုးရန်မှားလိုက်တယ်ရေမန်းတပလင်းနဲ့ကလေးအတွက်အဆောင်ဆွဲကြိုးတစ်ခုပေးလိုက်တယ်ထိုဆရာညွှန်ကြားချက်အတိုင်းကလေးကိုရေမန်းတိုက်ပြီးအဆောင်ဆွဲကြိုးဝတ်ပေးလိုက်တယ်ညနေစောင်းတာနဲ့ကလေးကိုအိမ်ပြင်ထွက်ခွင့်မပြုတော့ဘူးကိုပင်အောက်သို့လဲဖြတ်သွားခွင့်မပြုတော့ပါဘယောဂဆရာရဲ့အစီအမံများကြောင့်ဘလုတ်တော်မှာကလေးကိုကြည်စယ်ခွင့်မရတော့ဘူးဒီနေ့နွဲ့နွဲ့အပြင်သွားရမှပြန်လာစဉ်ဘလုတ်တော်ဝင်ပူးကပ်ပါလာတယ်နွဲ့နွဲ့စကားမျိုးမျိုးပြောနေတယ်တော်ကြီးအကြောင်းလဲပါတယ်ကလေးအကြောင်းလည်းပြောတယ်နွဲ့နွဲ့ကိုပလုတ်တောင်ဝင်ပူးနေကြောင်းသိရင်သိချင်းအကူဖြစ်သူကပယောဂဆရာထံသို့အပြေးသွားအကြောင်းကြားတယ်ဆရာကိုတပါးတည်းခေါ်လာခဲ့တယ်ပယောဂဆရာကိုတွေ့တာနဲ့ပလုတ်တောင်ဝင်ပူးနေတဲ့နွဲ့နွဲ့တောင်းချမ်းပါတော့တယ်နဲ့ညွန်ကြားလိုက်လို့ခလေးအိမ်ပြင်မထွက်တော့ဘူးငါရှိနေတဲ့ကိုပင်အောက်လည်းမလာတော့ဘူးခလေးကိုလည်းကြည်စယ်ခွင့်မရတော့ဘူးမနှောက်ယှက်ဖို့ပြောရတယ်မဟုတ်လားနင်တို့ကငါ့ကိုအမဲသားရင်လည်းမချူးငါတိတ်ပြီးတန်ရောစဉ်ဖြစ်ခဲ့တဲ့ဒေါ်ကြီးလည်းမရှိတော့ဘူးငါဒီမှာမနေချင်တော့ပါဘူးဒီတော့ဘာလုပ်ပေးရမလဲဆရာကထိုသူမေးလိုက်စဉ်နွဲ့နွဲ့ချုံပွဲချငိုပါတော့တယ်ဒီနေရာကိုငါတန်ရောစဉ်ဖြတ်ပါတော့မယ်ငါသမီးလေးနဲ့ငါယောက်ျားပြန်လာနိုးနဲ့စောင့်နေခဲ့တာသူတို့လည်းပုံမလာတော့ငါ့ကိုကျွေးမွေးစောက်ရှောက်ခဲ့တဲ့ဒေါ်ကြီးလည်းမရှိတော့ဘူးဆိုတော့ငါလွတ်ရကျွတ်ရဘူးတွားချင်ပါပြီအဲ့ဒီလိုဆုံးဖြတ်လိုက်တာအကောင်းဆုံးပေါ့ထပ်ပြီးမနှောက်ယှက်တော့ရင်တော်ပြီဘလို့ဖြစ်ချင်လဲဘာတွေလုပ်ပေးရမလဲနွဲ့နွဲ့ကမျက်ရည်တုပ်ကအိမ်သားတဦးချင်းစီရဲ့မျက်နှာကိုလိုက်ကြည့်တယ်ဘယောဂဆရာရဲ့မျက်နှာကိုလည်းစိုက်ကြည့်တယ်ဝင်ဘူးခါစားခဲ့သို့ချမ်းတမ်းမှုမရှိတော့ဘူးနွဲ့နွဲ့အကြည့်ကသူ့ညမအငယ်ဆုံးထံရောက်သွားတယ်ငါသမီးလေးကိုတတိယလုံးလို့ဒီကလေးကိုကြည်စယ်ခဲ့တာပါအနေရဖြစ်အောင်ဘာမှမလုပ်ခဲ့ပါဘူးအခု
အားလုံးစိတ်ချမ်းသာအောင်လွတ်ရကြွရသွားပါတော့မယ်ဘုန်းကြီးပဲဆွန်ကြွေဒါနပြုပြီးရေစက်ချအမျှပေးဝေပါပေးဝေတဲ့အမျှကုသိုလ်ရအောင်ငါ့ကိုခေါ်ကြပါဆွန်ဟင်းချက်ရင်အမဲသားဟင်းတစ်ခွက်ပါပါစေဘလို့လဲလုပ်ပေးကြမှာလားလွန်းတွေကမျက်ရည်ဆက်လက်ဖြင့်ပယောဂဆရာကိုပြောလိုက်တယ်ပြောတဲ့အတိုင်းလုပ်ပေးမယ်ရုံနေဆိုရင်ဒီရေကိုတောက်လိုက်ပါလွန်းတွေကပယောဂဆရာကမ်းပေးတဲ့ရေခွက်ကိုယူလိုက်တယ်အားလုံးစိတ်ဝင်စားဖြင့်လွန်းတွေကိုဝိုင်းကြည့်နေကြတယ်လွန်းတွေကရေခွက်ကိုစိုက်ကြည့်နေတယ်ရုတ်တရက်မတောက်သေးဘူးလွန်းတွေကအိမ်ငန်းပတ်ဝန်းကျင်ကိုလိုက်ကြည့်ပြန်တယ်လွန်းတွေကြည့်နေတဲ့အိမ်ကြီးတွေပလုတ်တောင်နှစ်အတန်ကြာနေခဲ့ဘူးတဲ့ဒီအိမ်ကြီးပေါ်တွင်ပဲသမီးကြီးကိုဝေးဖွားခဲ့တယ်ယေရှုရှင်ဒေါ်ကြီးကြောင့်ဒီအိမ်ကြီးတွင်နေထိုင်ခဲ့ရတယ်ပလုတ်တောင်တည်ဆုံးပြီးသည်မှယနေ့အထိမလွတ်မကျွတ်နိုင်သေးပဲအိမ်ကြီးအနီးတွင်ရှိနေခဲ့တယ်အတန်ကြာမှနွဲ့နွဲ့ကဖန်ကွက်တွင်းမှရေကိုတောက်ချလိုက်တယ်ထိုစဉ်ပယောဂဆရာကအောင်မီသူဖြစ်ချင်တာတွေလုပ်ပေးလိုက်ကြတော့ဗရလောကသားဆိုတာမယုံလို့မရဘူးနောက်ဘတော်မှနှောက်ယှက်တော့မှာမဟုတ်ဘူးဆရာကပြောဆိုရေခွက်ထဲမှာလက်ကြံရည်ဖြစ်နွဲ့နွဲ့မျက်နှာကိုပုတ်တက်ပေးလိုက်တယ်နွဲ့ကသူ့မျက်နှာကိုလက်ဖြစ်အုပ်ထားတယ်ပယောဂဆရာကပါးစပ်မှာတွတ်ရွဆိုရင်နွဲ့မျက်နှာကိုရေဖြစ်တောက်ပေးလိုက်တယ်သူ့မျက်နှာကိုအုပ်ထားတဲ့လက်များနွဲ့ခွာလိုက်တယ်ပြီးတော့သူ့ကိုဝိုင်းအောင်ကြည့်နေသူများကိုတန်းအံ့တော့လိုက်ကြည့်တယ်ညီမလေးဘာဖြစ်လို့လဲအခုဒီအပိုင်ကဘာလုပ်လဲငါညီမလေးကောင်းသွားပြီမကောင်းဆိုးကမရှိတော့ဘူးထွက်သွားပြီဆရာကိုကျေးဇူးတင်ပါတယ်ပြီးတော့ဆရာပညာကိုလည်းယုံပါတယ်ဆရာပြောတဲ့အတိုင်းစွန့်ကြွေးပြီးတော့ဒါနပြုအမျှဝေပါမယ်အိမ်ကြီးပြင်ဆင်ပြီးသွားရင်စွန့်ကြွေးပေးရုံမဲ့ကိစ္စအရင်ကတည်းကစီစဉ်ပြီးသားပါအကောင်အထည်မမြင်ရပေမဲ့ဂရိတီးဖို့တော့လိုတယ်စွန့်ဟင်းထဲမှာအမဲသားဟင်းတော့ပါပါစီနော်ကဲကိစ္စလေးတွေရှိသေးလို့တွားလိုက်အောင်မယ်စကားဆုံးတာနဲ့ပယောဂဆရာအိမ်ပေါ်မှဆင်းသွားတယ်နောက်2ရက်တွင်ဘုန်းတော်ကြီး5ပါးပိန့်၍စွန့်ကြွေးဒါနပြုတယ်ပယောဂဆရာကိုလည်းဖိတ်ကြားခဲ့တယ်အန်ရကင်းပရိတ်တရားတော်များလဲဆရာတော်များရွတ်ဖက်ခဲ့ကြတယ်အားလုံးပြီးစီး၍ရေစက်ချအမျှဝေရန်ပြင်ဆင်တယ်ဒီနေ့ပြုတဲ့စွန့်ကြွေးဒါနအလူမှာအမဲသားဟင်းတမဲထူးထူးခြားခြားပါလာတယ်။ဘာကြောင့်အမဲသားဟင်းထည့်ရတာကိုလဲဒီအင်ရှင်တကာလေးပြောပြထားလို့ဘုန်းကြီးသိပြီးပါပြီ။ရေစက်ချအမျှဝေဖို့ပြင်ဆင်တော့လူဆုံးပြီလား။အဓိကကြားတဲ့လူကိုခေါ်ရမယ်မဟုတ်လား။ခေါ်လိုက်ပါအောင်။ဆရာတော်စကားကြောင့်ရှေ့ဆုံးတွင်ရှိနေတဲ့အကိုဖြစ်သူကပယောဂဆရာကိုတိုးတိုးလေးပြောလိုက်တယ်ဆရာအဲ့ဒီပလုတ်တောင်ဆိုသူကိုလည်းခေါ်အောင်လေသူ့ကိုခေါ်ဖို့မှားထားတယ်မဟုတ်လားသူကအဓိကပဲသူကျွတ်လွတ်ဖို့ပြုတဲ့ဒါနပွဲပါပယောဂဆရာကအိမ်တကားဝသို့လှည့်ကြည့်လိုက်တယ်ခေါ်စရာမလိုတော့ဘူးသူရောက်နေပါပြီတကားပေါက်မှာတွေ့လိုက်တယ်လို့ပဲနှစ်ဦးသားပြောတဲ့စကားကိုဆရာတော်ကြားသွားဟန်တူတယ်တကားပေါက်သို့နှမ်းကြည့်လိုက်တယ်ကဲလူဆုံးသွားပြီရေစက်ချတရားဟောမယ်ရေစက်ခွက်ကင်ထားကြဆရာတော်စကားဆုံးတာနဲ့နောက်နားတွင်ထိုင်နေခဲ့တဲ့ညီမဖြစ်သူနွဲ့ကရှေ့ဆုံးသို့တိုးဝင်ရောက်ရှိလာတယ်
သူ့အကူကင်ထားတဲ့ရေစက်ခွက်ကိုလွတ်ယူလိုက်တယ်ဟဲ့နေမကင်နဲ့ငါတယောက်ထက်ကင်မယ်နွဲ့ကသူ့အကူကိုနေဟုတ်ဆိုကရေစက်ခွက်ကိုကင်ထားတဲ့သူ့အကူလက်ကိုမှုတ်ထုတ်လိုက်တယ်အကူဖြစ်သူကဆိုရင်အော်စိတ်ဖြစ်သူ့ညမမျက်နှာကိုလှမ်းကြည့်လိုက်တယ်မူမမှန်တဲ့အဖြစ်ကိုသိလိုက်ရတယ်နဘေးတွင်ထိုင်နေတဲ့ပျိုးကဆရာကိုလက်တို့အသိပေးလိုက်တယ်ဆရာသိတယ်ဘလို့တောင်ရောက်လာတာပါသူ့အတွက်နောက်ဆုံးပါပဲအသာကြည့်နေပါဆရာတော်ကလည်းအခြေအနေကိုသိရှိသွားဟန်ဖြင့်လက်ဖြင့်အချက်ပြတယ်ရေစက်ချတရားဟောပြီးအမျှဝေးတယ်ဘလို့တောင်အမည်ကိုထည့်ပြောပြီးအမျှဝေးတယ်အားလုံးကြားကြသမျှအမျှယူတော်မူကြပါကုန်တော့ဟုဆိုပြီးတာရု၃ချိန်ခေါ်တန်စီဝေ၍ထွက်လာလေတယ်ပထမအကြိမ်အမျှဝေစမှာပင်ရေစက်ခွက်ကင်ထားတဲ့နွဲ့မှာတဟီးဟီးနဲ့ချုံမွဲချငိုပါတော့တယ်နောက်မှလူများအထိတ်တလန့်ဖြစ်ကာနွဲ့ကိုလှည့်ကြည့်နေကြတယ်နွဲ့မှာရှက်ကြီးငယ်ငိုကြွေးနေတယ်နောက်ဆုံးအကြိမ်အမျှဝေပြီးလက်ကြံရည်များအောက်ခံခွက်ထဲသို့တွန်ချအပြီးတွင်နွဲ့မှာထိုင်နေရက်ကသူ့အကူပေါင်းမောသို့လေးကျသွားတော့တယ်အကူဖြစ်သူကသူ့ညမကိုထူပေးလိုက်တယ်နွဲ့ကမျက်ရည်တုပ်ကသူ့မြေတို့ဖြစ်သွားခဲ့သည်ကိုမသိတဲ့ဟန်ပန်ဖြစ်ဆရာတော်များကိုဥချနေတော့တယ်ဥချသည်မှာအချင်းချင်းပင်ဖြစ်တယ်ဒီနေ့ဒီအချိန်ကစပြီးဒီအိမ်မှာဖြစ်ခဲ့တဲ့မကောင်းဆိုးဝါးအစိမ့်တရေနှောက်ယှက်မှုတွေပြင်းစင်သွားပါပြီနောက်ဘရောမှမဖြစ်တော့ပါဘူးပေးဝေတဲ့အမျှကုသိုလ်ရလို့သက်ဆိုင်သူလဲလွတ်ရကျွတ်ရသွားနိုင်ခဲ့ပါပြီရေစက်ခွက်ထဲရရေကိုအိမ်ဘေးကကိုပင်ရင်မှာသွားတွန်လိုက်ပါဆရာတော်မိန့်မာတဲ့အတိုင်းနွဲ့ကရေစက်ခွက်ထဲမှာရေများကိုပင်ကြီးခြေရင်းတွင်တွန်ချလိုက်တယ်ထိုးစဉ်လေတိုက်ခြင်းမရှိပါဘဲလျက်အပင်ပေါ်မှတစ်ကန်းတိတတာလှုပ်သွားတာကိုနွဲ့သတိထားလိုက်မိတယ်ထိုနေ့နောက်ပိုင်းစကဲကုန်းဂုံထိပ်ပေါ်ရှိအိမ်ကြီးတွေမြည်သည့်ပူးကတ်ချင်း၆လန့်ခြင်းမျိုးမှမတွေ့ကြုံရတော့တာကိုအိမ်ရှင်များသာအသိဆုံးဖြစ်ပါတော့တယ်